မှာကကျွန်တော်တို့ပြည်သူလူထုပေါ်လမ်းတို့လမ်းသားတွေကလမ်းကိုအဆင့်မြင့်တင်ဖို့တအားလိုချင်ကြတယ်ကျောင်းသူကျောင်းသားတွေလည်းများတယ်နောက်ပြီးတော့ရဟန်းတန်ဃာတွေလည်းဆုံးခံတွက်တဲ့နေ့စဉ်ဆုံးခံတွက်တဲ့နေရာတွေလည်းဖြစ်ကြတယ်ပေါ့အဲဒီမှာကျွန်တော်တို့ဒီလှဲကူးမြို့ကြီးစတီကလေးကလမ်းမကောင်းခဲ့ဘူးနောက်ရည်စည်းရည်လာတွေမကောင်းခဲ့ဘူးတိုးတော်ညာလေကျွန်တော်တို့ဒီဘက်ကျွန်တော်တို့အစိုးရတက်ပေါ့ပြည်သူလူထုရွေးချယ်တဲ့အစိုးရတက်လာတယ်တမန်ကြီးဦးဆောင်တဲ့အစိုးရဖြစ်လာတယ်ဒီလိုဖြစ်လာတဲ့နောက်ပိုင်းတွေမှာကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ကွင်းစင်းပြီးတော့မှပြည်သူလူထုနဲ့ပူးပေါင်းပြီးဟိုနေလမ်းအမာခံရရှိရေးတွေရည်စည်းရည်လာကောင်းမွန်ရေးတွေကိုပြည်သူနဲ့လက်တွဲပြီးတော့မှပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြတယ်ပြည်သူလူထုတွေဟိုနားလည်လာတယ်ပေါ့တို့တွေအတူတူကပူးပေါင်းဆောင်ရွက်ရင်အောင်မြင်နိုင်တယ်ဆိုတဲ့ခံယူချက်တွေဖြစ်လာကြတဲ့အပေါ်မှာကျွန်တော်တို့ဒီလမ်းလေးကိုပြည်သူလူပါဝင်လာတဲ့ဒီလမ်းလေးကိုအစင်းမြင့်တင်ကွန်ကရစ်ခင်းစီလိုတဲ့ရွေချက်တွေနဲ့ကျွန်တော်တင်ပြခြင်းဖြစ်တယ်တင်ပြတဲ့အပေါ်မှာသက်ဆိုင်ရာဌာနဆိုင်ရာတွေကလည်းကွင်းစင်းစီစစ်တဲ့အခါမှာလည်းလမ်းရဲ့အရေးသွေးနောက်အကျဲလမ်းအမာခံရရှိမှုစသည့်လမ်းခင်းနိုင်တဲ့အနေအထားတွေပြည့်စုံတာဟိုစီစစ်တွေ့ရှိရတဲ့အတွက်ဒီကနေ့ကျွန်တော်ဒီလွတ်တော်မှာလမ်းခင်းပြီးနိုင်ဖို့ဟိုမေးခွန်းမေးတဲ့အခါမှာလည်းဒါသက်ဆိုင်ရာဌာနတွေက2029-28ဘဏ္ဍာရေးနှစ်မှာထည့်သွင်းရထားပြီးတော့မှခင်းပြီးမယ်လို့ပြောကြားသွားတဲ့အတွက်အတိုင်းမသိဝင်တာပါတယ်ဒီကျွန်တော်လှဲကူးမြို့နယ်ရဲ့ဒီဇောတိကလမ်းအောင်ချမ်းသာလမ်းငိမ့်ချမ်းပြိုလမ်းသူလမ်းသားတွေရဲ့ကိုစားနိုင်ငံတော်ဆိုရကိုကျေးဇူးတင်တဲ့အကြောင်းလေးလည်းဒီကနေထက်လောင်းပြောကြားလိုပါတယ်ခင်ဗျာ